တတိယအဆင့်ကတော့လက်ရှိဗီဒီယိုကိုပြင်ဆင်ဖို့ပါ Pinterest တွေကအလှပုံတွေကအိမ်မက်ဆိုရင်ကိုနေတိုင်းထက်ကတလဲလဲဝစ်ဖြစ်နေတဲ့အင်ဂျီတွေကလက်တွေ့ပေါ်ပါအပြင်သွားခံဒီတိုင်းစဉ်းစားပြင်းလို့ဆိုပြီးအမြဲကောက်ဝစ်မိရဲ့အင်ဂျီတွေနဲ့ပေါင်းပြီးသုံးတယ်လောက်ကိုထုတ်ကြည့်ပါပြီးရင်ကိုပါလို့ဒါတွေကိုအဝယ်အများဆုံးလဲဆိုတာကိုပြန်ပြီးကြည့်ပါတက်တောင်းတက်တာရှိလို့လားဒီထဲတွေရဲ့အယောင်အသားနဲ့ fit တွေကပါလေဒါကတင်းရဲ့လက်ရှိ comfort zone ဖြစ်သလိုတင်းရဲ့ပင်ကို lifestyle ကိုဖော်ပြနေရတယ်ဖြစ်ပါတယ်သဒုတ်တာအဆင့်ကတော့ကိုနှစ်သက်ဆောင် aesthetic နဲ့ကိုအမြဲဝစ်ဖြစ်တဲ့ comfort zone တစ်ခုကိုပေါင်းစပ်လိုက်တာပဲဖြစ်ပါတယ်တချို့က Pinterest တွေမှာစုတွေ blazer တွေပဲသဘောကျတယ်ဒါပေမဲ့လက်တွေ့ဘဝကျတော့တာမန် t-shirt နဲ့ jean ပဲဝစ်ဖြစ်တယ်အဲ့တော့ဒီနှစ်ခုကိုပေါင်းစပ်ကြည့်အောင်ဥပမာကိုက minimalist style ကိုကြိုက်တယ်ဒါပေမဲ့ကိုအမြဲဝစ်ဖြစ်တာကပွားချော် comfort zone ဖြစ်နေရဆိုရင်ဒီနှစ်ခုညှိနှိုင်းပြီး oversize minimalist style မျိုးပြောင်းဝင်ကြည့်ရမျိုးပေါ့ဒါမှမဟုတ်တာမန် t-shirt နဲ့ jean ပေါ်မှာကိုကြိုက်တဲ့ blazer တစ်ထည်နဲ့တွဲဝစ်လိုက်တာမျိုးဖက်နှက်ကိုပိုတက်ရက်တာလေးနဲ့လဲစီးလိုက်တာမျိုးပါဒီလိုကိုနှစ်သက်တဲ့အရာနဲ့ကိုနေသားကြရင်နှစ်ခုကြာမှာညှိနှိုင်းမှုလုပ်လိုက်တဲ့အခါကိုကြိုက်တဲ့လက်တွေ့ဘဝကွက်တိဖြစ်သွားပြီးသူများနဲ့မတူဘဲ caution နေရဲ့တင်းရဲ့ပင်ကို identity အစစ်မှန်ထွက်ပေါ်လာပါလိမ့်မယ်ပြင်စမအဆင့်ကတော့အရင်ရေးကြည့်ရဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားကိုနားလည်ဖို့ပါ fashion မှာသူများဝတ်လို့လှတိုင်းကိုလိုက်ဝင်ရင်အဆင်မပြေရဖြစ်တတ်တာဒါကြောင့်မှဘလောက်ပဲတန်မိုးကြီးပြီးလှတဲ့အင်ကြီးဖြစ်ဖြစ်ကိုယ့်ရဲ့ body proportion နဲ့မကိုက်ရင်စတိုင်ကြဖို့ခက်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူကြပါဘူးကိုယ့်ရဲ့ရံမောင်းကဘလို့လဲပိန်သလားဝသလားဒါမှမဟုတ်ရင်ခန္ဓာကိုယ်ထက်ပိုင်းရှိပြီးခြေထောက်တိုတဲ့လောင်းထော်ဆိုမျိုးစားလားဒါမှမဟုတ်ရင်ဘိုင်းနေနဲ့ပူတဲ့လူကဒါကိုတေးချတိထားပါမယ်ဒါကိုနားလည်မှာဘောင်းမီခါအမြင်ဝေးရမလားအင်ကြီးကိုဘောင်းမီရဲ့ထဲဝေးရမလားဆိုတာကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါမှာဥပမာကိုကခါရှိရဲ့မျိုးစားဆိုရင်အပေါ်ကအရာ monochrome style မျိုးဝတ်ဆင်တာခန္ဓာကိုယ်ပိုပြီးချိုးကြစေပြီးစမက်ကြရဲ့ပုံစံမျိုးပေါ်ထွက်စေပါတယ်ဒါကြောင့်ကိုယ့်ရဲ့အားနည်းချက်အားသာချက်ကိုတေးချသိပြီးအဝတ်စားနဲ့ပြန်ထည့်ပြီးဝတ်ဆင်ဖို့လိုပါတယ်